စံစီငွေလူစပါပြီရှင်ကုသိုလ်တွေဝင်မြပါတယ်ကျင့်မှုတွေဝင်မြပါတယ်ရှင်ပီတိတွေဝင်မြပါတယ်ရှင်ပါတုခေါ်ကြမယ်ရှင်ကဲဈေးတယ်တွေရောလှူပါတယ်စံရယ်စီရယ်ငွေ2000စီရယ်ဖြစ်ပါတယ်ရှင်ဒီလက်ရှင်ဆရာကြီး၄ပါးပါပါတယ်ရှင်လှူဒန်းကုသိုလ်ယူနေပါပြီရှင်ယနေ့လူရှင်ကတော့မိဘများဖြစ်ကြကုန်သောဦးကျော်ထွန်းဒေါ်မေမေစန်းတို့အားမူထား၍ USA နိုင်ငံနယူးယောက်မြို့နေဦးနိုင်မင်းအသက်49နှစ်မြောက်မွေးနေ့နဲ့တာမောင်သူရနိုင်မင်း18နှစ်မွေးနေ့အထိမ်းအမှတ်တို့အဖြစ်ဦးနိုင်မင်းတို့အေးတီတာမိသားစုတို့မှာစံစီငွေအလူကုသိုလ်ယူတာဖြစ်ပါတယ်ရှင်လူဦးရေ200စာလှူဒန်းကုသိုလ်ယူထားတာဖြစ်ပါတယ်အလူရှင်မိသားစုများအားလုံးတို့ရှင်မွေးနေ့ရှင်ဦးနိုင်မင်းနဲ့တာမောင်သူရနိုင်မင်းမိသားစုအားလုံးတို့ရှင်မိဘနှစ်ပါးဖြစ်ကြကုန်သောဦးကျော်ထွန်းဒေါ်မေမေစန်းမိသားစုအားလုံးတို့ရှင်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းတို့ဖြင့်ပြည့်စုံပါစေယနေ့ကြာရောက်သောမွေးနေ့မှာသည်လူဘဝတစ်လျှောက်လုံးကျမ်းမာစွာချမ်းသာစွာပျော်ရွှင်စွာဖြင့်ဖြတ်သန်းနိုင်ကြပါစေရှင်ကိုယ်စိတ်နှစ်ပါးအေးချမ်းသာရှိကြပါစေရှင်ကောင်းကျိုးမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံပြည့်ဝကြပါစေရှင်သာဓုသာဓုသာဓုကဲအနိတနိုင်မင်္ဂလာပါရှင်ကိုတန်းစောမင်္ဂလာပါကုသိုလ်တွေထပ်တူရပါစေယနေ့အလူရှင်မိသားစုဖြစ်ကြကုန်သောဦးကျော်ထွန်းတော်မေမေဆန်ဦးနိုင်မင်းတော်အေးတီတာမိသားစုအားလုံးတို့ပြုလုပ်သောဤကောင်းမှုကုသိုလ်များအားလုံးတို့ကိုယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းတို့ထပ်တူရကြပါစေရှင်ကုသိုလ်တရားများနဲ့အတူအေးချမ်းသာယာရှိကြပါစေကောင်းကျိုးမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံပြည့်ဝကြပါစေရှင်နိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းကောင်းမှုကုသိုလ်၏ကောင်းကျိုးဟုသည်များခံစားဆန်စားပါစေရှင်အလူရှင်မိသားစုအားလုံးတို့ရှင်ယနေ့လှူဒန်းသောဤကောင်းမှုကုသိုလ်ကံစေတနာတို့၏အကြောင်းတရားသည်နိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်မရှိဟုသောစကားပေသောခါမြမကြပါစေနဲ့ရှင်မပြည့်စုံဟုသောစကားပေသောခါမြမကြပါစေနဲ့ရှင်စိတ်သွားတိုင်းကိုပါ၍လှူဒန်းထောက်ပံ့သာသနာပြုနိုင်ကြပါစေရှင်ယခုဘဝယခုခန္ဓာဖြင့်ပင်မဉ္ဇဉ်ဖို့ဉဏ်နိဗ္ဗာန်မြတ်ကိုလွယ်ကူသောအခြင်းသင်မြန်သောသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုနိုင်ကြပါစေရှင်ပြည့်တဲ့ဆုနဲ့ပြည့်ပါစေညီမလေးစင်မိုးမိုးမင်္ဂလာပါရှင်ဟုတ်ကဲ့ပြည့်ပါစေဟုတ်ကဲ့ယနေ့မွေးနေ့ရှင်သားဖား2ယောက်ဦးနိုင်မင်းမောင်သူရနိုင်မင်းသားဖား2ယောက်ရဲ့မွေးနေ့ဖြစ်ပါတယ်နော်ဟုတ်ကဲ့မလေးဟဲ့ရန်ပြစ်နေကြလားကဲအားလုံးမင်္ဂလာပါဟုတ်ပါပြီကဲမွေးနေ့ရှင်သားဖား2ယောက်ရဲ့မွေးနေ့နော်ဆုတောင်းမေတ္တာလေးတွေပို့ပြီးအလှခံပါမယ်ရှင်ပေးတဲ့ဆုနဲ့ပြည့်ပါစေကဲလူရည်အများကြီးလူတန်းကုသိုလ်ယူထားတာဖြစ်ပါတယ်ရှင်အလူရှင်မိသားစုအားလုံးတို့ရှင်ကျေးဇူးတင်ပါတယ်အလူကံပုဂ္ဂိုလ်များရဲ့ကိုစား9ရက်သားသမီးများရဲ့ကိုစားကျေးဇူးတင်ပါတယ်ယခုလာလူတော်နေရာသည်မြောက်တကုံပလုံကောက်တဲ့မိသားစုအမိုက်ပုံမိသားစုတို့အားလာရောက်ပြီးတော့လှူဒန်းကုသိုလ်ယူပေးတာဖြစ်ပါတယ်ရှင်ပြုံးလို့ပြောလို့ဆန်နဲ့စီနဲ့ယူသားလေဒီပတ်စံပေးခဲ့တကယ်လကားပြောကဲဟုတ်ပါပြီစစဆင်ပြေကြပါစေနော်ဟုတ်ကဲ့အကယ်ဦးကျော်ထွန်းမင်္ဂလာပါရှင်ကုသိုလ်တွေထပ်တူရပါစေရှင်အငယ်တို့ပြုသမျှသောကောင်းမှုကုသိုလ်များအားလုံးဝမ်းမြောက်နှုတ်မောစွာဖြင့်သာဓုခေါ်ပါတယ်ရှင်ဟုတ်ကဲ့မဆင်မိုးမွေးနေ့ရှင်သားဖား2ယောက်လုံးနဲ့ကျမ်းမာချမ်းသာပါစေလူရင်ဟူသမျှပြည့်ပါစေပြည့်ပါစေရှင်
ဟုတ်ကဲ့ကိုအောင်ပုံငိမ့်မင်္ဂလာပါရှင်ကိုမျိုးမင်းမင်္ဂလာပါနော်ကုသိုလ်တွေထပ်တူရပါစေရှင်ကုသိုလ်တရားများနဲ့အတူအေးချမ်းသာရှိကြပါစေကောင်းကျိုးမင်္ဂလာဖြာဖြာတို့နဲ့ပြည့်စုံပြည့်ဝကြပါစေရှင်ယနေ့အလူရှင်မိဘနှစ်ပါးဖြစ်ကြကုန်သောဥကျော်ထွန်းဒေါ်မေမေစန်းတို့အားမှုထား၍ USA နိုင်ငံနယူးယောက်မြို့နေဦးနိုင်မင်းအသက်49နှစ်မြောက်မွေးနေ့ထိမ်းမှတ်ဖြစ်၎င်းတာမောင်သူရနိုင်မင်း18နှစ်ပြည့်မွေးနေ့ထိမ်းမှတ်တို့ဖြင့်ဦးနိုင်မင်းတော်အေးတန်နာမိသားစုတို့မှာစံစီငွေလူကုသိုလ်ယူတာဖြစ်ပါတယ်ရှင်မွေးနေ့ရှင်ဦးနိုင်မင်းမောင်သူရနိုင်မင်းဦးနိုင်မင်းနဲ့တာမောင်သူရနိုင်မင်းတို့နဲ့အတူမိဘများဖြစ်ကြကုန်သောဦးကျော်ထွန်းတော်မေမေစန်းတို့မိသားစုအားလုံးတို့ရှင်ဦးနိုင်မင်းတို့အေးတန်နာမိသားစုအားလုံးတို့ရှင်စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းဖြင့်ပြည့်စုံပါစေစေတနာသုံးဏပြဋ္ဌာန်းမိပြတ်သားစွာလှူဒန်းသောဤကောင်းမှုကုသိုလ်ကံစေတနာတို့၏အကြောင်းတရားသည်ကြောက်ဆိုင်ကြောက်ခဲကြောက်ဖြာပေါ်မှာစာနဲ့ရေးထွင်ထားသလိုကံ၏အရာတည်၍ကောင်းကျိုးမင်္ဂလာဖြာဖြာတို့သည်နိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းစံလူတန်းရသောကောင်းမှုကုသိုလ်စီလူတန်းရသောကောင်းမှုကုသိုလ်ငွေလူတန်းရသောကောင်းမှုကုသိုလ်ဤကောင်းမှုကုသိုလ်ဟုသမျှကောင်းကျိုးဟုသမျှခံစားဆန်စားပါစေရှင်။မာလေးနွယ်နွယ်လေးမင်္ဂလာပါရှင်။ကုသိုလ်တွေထပ်တူရပါစေ။ယနေ့အလူရှင်မိသားစုပြုလုပ်သောဤကောင်းမှုကုသိုလ်များအားလုံးဝမ်းမြောက်မှုမောတာရုခေါ်ဆိုခြင်းဖြင့်ကုသိုလ်တွေထပ်တူရကြပါစေ။ကုသိုလ်တရားများနဲ့အတူအေးချမ်းသာယာရှိကြပါစေရှင်။ကောင်းကျိုးမင်္ဂလာဖြာဖြာတို့နဲ့ပြည့်စုံပြည့်ဝကြပါစေရှင်။နိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းကောင်းမှုကုသိုလ်ရေးကောင်းကျိုးဟုသမျှခံစားဆန်စားပါစေယနေ့အလူရှင်ဦးကျော်ထွန်းတော်မေမေစန်းမိဘနှစ်ပါးတို့နဲ့အတူဦးနိုင်မင်းတာမောင်သူရနိုင်မင်းဦးနိုင်မင်းတို့၏တန်တာမိသားစုများပြုလုပ်သောဤကောင်းမှုကုသိုလ်များအားလုံးတို့ကို32ပုံ၌ကျင်းလည်နေကြကုန်သောနတ်လူမြမတတ္တဝါပေါင်းတို့ဝေမျှပါသည်ကျွတ်တန်းဝင်းချင်းကြကုန်သောပုဂ္ဂိုလ်ပေါင်းတို့အားလည်းဝေမျှပါသည်ရှင်မြင်အမမြင်အနှစ်ရက်များစွာတတ္တဝါပေါင်းတို့အားလည်းဝေမျှပါသည်ရှင်ယခုကြည့်ရှုနေသူပေါင်းသားတို့ခေါ်ဆိုနေသူပေါင်းတို့အားလည်းဝေမျှပါသည်ဝမ်းမြောက်မှုမောသားတို့ခေါ်ဆိုခြင်းဖြင့်ကုသိုလ်တွေထပ်တူယူကြရအောင်ရှင်ဤကုသိုလ်အလုံးကြာသမျှအမြယူတော်မူကြပါကုန်တော်သာဓုအလုံးကြာသမျှအမြယူတော်မူကြပါကုန်တော်သာဓုအလုံးကြာသမျှအမြယူတော်မူကြပါကုန်တော်သာဓုကဲဆိုရင်ကျူမင်္ဂလာပါရှင်မမတ်ကျူမင်္ဂလာပါကုသိုလ်တွေထပ်တူရပါစေမမရှင်ကုသိုလ်တရားများနဲ့အတူအေးချမ်းသာရှိကြပါစေကောင်းကျိုးမင်္ဂလာဖြာဖြာတို့နဲ့ပြည့်စုံပြည့်ဝကြပါစေနိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းကောင်းမှုကုသိုလ်ရေးကောင်းကျိုးဟုသမျှခံစားဆန်စားသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်အလူရှင်အန်ကယ်ဦးကျော်ထွန်းကျေးဇူးထူးတင်ရှိပါတယ်ခုနှစ်သားသမီးများရဲ့ကိုစားအသက်ကြီးရွယ်ကိုအဖိုးဖွားများရဲ့ကိုစားကျေးဇူးထူးတင်ရှိပါတယ်ရှင်ကျမတို့ရွှေဘိုသူမိသားစုများလည်းဟုတ်ကဲ့ပါရှင်ကုသိုလ်တွေပေးလို့ကျေးဇူးထူးတင်ရှိပါတယ်ညီမလေးကုသိုလ်တွေထပ်တူရပါစေနော်ကုသိုလ်တရားများနဲ့အတူအေးချမ်းသာယာရှိကြပါစေကောင်းကျိုးမင်္ဂလာဖြာဖြာတို့နဲ့ပြည့်စုံပြည့်ဝကြပါစေနိဗ္ဗာန်ရောက်သည့်ချိန်ထိတိုင်အောင်ဖြစ်လျာဘဝတိုင်းကောင်းမှုကုသိုလ်ရေးကောင်းကျိုးဟုသမျှခံစားဆန်စားသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေဆယ်လေးတော်ဘဝရမင်္ဂလာပါဗျာကုသိုလ်တွေထပ်တူရပါစေဗျာခုလာလို့တဲ့နေရာဒီဒါအမိုက်ပုံကြီးဖြစ်ပါတယ်ဒါနှစ်ပေါင်းများစွာအမိုက်ပုံကြီးပုံလိုက်တဲ့ခါကျတော့
မြေကြီးတွေပဲကြံခဲ့တာပေါ့နော်နောက်ထပ်လာပို့တဲ့အမိုက်ပုံတွေကဟိုးဘယ်မှာဒီအမိုက်ပုံကြီးกว่าဧကအများကြီးပါနော်ကျမတို့မြောက်ကလာရွှေပေါက်ကန်ကျန်တဲ့မြို့နယ်တွေကနေပြစ်တဲ့အမိုက်ပုံတွေပေါ့သူတို့ကဒီကနေပြီးတော့မှဒီအမိုက်ပုံမှာဟိုမှာအဲ့လိုအမိုက်ပုံပေါ်တက်ပြီးတော့မှဟိုပလုံကောက်တာခေါ်တာပေါ့နော်စွန့်ပစ်ပစ္စည်းပေါ့ရေတန်ဘူးကွန်းတို့ဘီယာဘူးကွန်းတို့တန်ပြန်ရောင်းစားလို့ရမယ်ပစ္စည်းပေါ့နော်အဲ့ပစ္စည်းတွေကောက်ပြီးတော့မှနေပူမရှောင်းမိုးရွာမရှောင်းအမိုက်ပုံကြီးမှာတက်ပြီးတော့မှအဲ့ဒါဟိုပါပေါ့တနေ့နေတိုင်းတက်ရတာပေါ့နော်တနေ့လောက်စားတနေ့စားပြီးတော့မှအဲ့ဒါမျိုးလေးလှုပ်ရတဲ့မိသားစုတွေကိုလာရောက်ပြီးလှူဒန်းကုသိုလ်ယူပေးတာဖြစ်ပါတယ်ရှင်ကဲပြီးပါပြီကျမတို့ကဲအားလုံးကိုစိတ်နဲ့ပါအေဂျင့်သားရသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင် live လေးချပါပြီရှင်